မင်္ဂလာပါခင်ဗျဒီနေ့တော့ကျွန်တော်တို့ Season 2နဲ့လွယ်လွယ်ကူကူရိုးရှင်းရှင်း stream တန်လေးတစ်ခုကိုကျွန်တော်တို့ဖန်တီးကြည့်ပါမယ် Okay အဲ့တော့ကျွန်တော်ဒီမှာ oscillator တစ်ခုပဲခေါ်မယ်เนาะမိတ်ဆွေတို့ကဘယ်ဟာပဲဖြစ်ဖြစ်ပေါ့เนาะဒီ Season မဟုတ်တခြားဟာနဲ့ပဲဖြစ်ဖြစ်ပေါ့เนาะဒီကတော့ကျွန်တော် idea လေးတစ်ခုအနေနဲ့ကျွန်တော်ပြောတဲ့သဘောပေါ့เนาะကျွန်တော် oscillator 1တစ်ခုပဲခေါ်ပြီးတော့လုပ်ကြည့်မှာဖြစ်ပါတယ်ပြီးတော့ shape ကိုလည်းเนาะbasic shape ကိုပဲသွားမယ်เนาะ basic shape ကိုပဲကျွန်တော်တို့သွားကြည့်မယ် okay ပြီးသွားလို့ရှိရင်ကျွန်တော်ကဘာ wave ယူမလဲဆိုလို့ရှိရင်เนาะ square wave ကိုကျွန်တော်တို့ယူလိုက်မယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့အတန်လေးဖွင့်ကြည့်မယ်ဒီတန်ကြားရတာပေါ့เนาะဒီတန်ကြားရတယ် okay အဲဆိုရင်ကျွန်တော်နည်းနည်းလေးပုံစံလေးပြောင်းလိုက်မယ်နော်ဒီလိုလေးရမယ် okay အဲ့ဟာကိုမှကျွန်တော်တို့ဘာလုပ်မလဲဆို filter လေးလုပ်မယ်နော် filter ကိုဘယ်ဇိုးနဲ့နေအကုန်လုံးကျွန်တော် short ချလိုက်မယ်Okay filter လေးကိုဒီလောက်ပဲလောလောဆယ်ရင်ထားမယ်ပြီးရင်ကျွန်တော် ADS စာလေးကျွန်တော်တို့ click မယ် envelope ကိုเนาะ attack ကိုကျွန်တော်နည်းနည်းလေး sorry เนาะ sustain လေးနည်းနည်းလေးချလိုက်မယ် release ကိုကျွန်တော်တင်ထားလိုက်မယ်octave မြင့်နေတဲ့အထင်ကျွန်တော် octave တစ်ခုလောက်ကျွန်တော်အောက်ကိုရှာစေမယ်โอเคပြီးသွားရင်ကျွန်တော် effect လေးနည်းနည်းလောက်ပေးကြည့်အောင်เนาะ effect မှာเนาะ reverse ဆန်လေးပဲကျွန်တော်နည်းနည်းလေးပေးထားလိုက်မယ်ဒါဆိုကျွန်တော် string တန်လေးတစ်ခုကတော့လွယ်လွယ်ကူရပါမှာပေါ့နော် Okay အဲ့ဟာမှာကျွန်တော်တို့ကနည်းနည်းလေးကစားကြည့်လို့ရှိရင်ကျွန်တော် LFO လေးကျွန်တော်တို့နည်းနည်းလေးကစားကြည့်လို့ရမယ် LFO ကိုကျွန်တော်ဒီ cut off လေးနဲ့ကျွန်တော်သွားချိန်လိုက်မယ်နောက်သွားချိန်ပြီးတော့ဟိုအများကြီးကျွန်တော်မတုံးနည်းနည်းလေးပဲပပလေးပဲတုံးမယ်ဒါတော့ကိုလိုသလောက်ပေါ့နော်ကိုပုံမှန်မူတည်ပါဒါကြအရင်များပါပြီနောက် LFO ကိုလည်းကျွန်တော်တို့နောက်ကိုကြိုက်တဲ့ shape လေးတွေလည်းပြောင်းကြည့်လို့ရမှာပေါ့နော်နော် LFO rate ကိုကျွန်တော်အဲ့လိုလေးပြောင်းလို့ရမှာဒါဆိုကျွန်တော်လွယ်လွယ်ကူရိုးရှင်းရှင်းလေးနဲ့ကျွန်တော်တို့ string လေးတစ်ခုကိုဖန်တီးလို့ရမှာဖြစ်ပါတယ်အဲ့ဒီထဲမှာကိုကြိုက်တဲ့ effect လေးတွေဗာလေးတွေကျွန်တော်တို့ဆက်ပြီးတော့ထည့်ရင်ကျွန်တော်တို့ထည့်ပြီးတော့ဒီမှာထပ်ပြီးတော့ click လို့ရမှာเนาะ EQ လေးတွေဗာလေးခံကြည့်တော့တက်သုံးခြင်းလဲသုံးကြည့်ပေါ့เนาะ octave ကတင်ခြင်းလဲပြန်တင်အားလုံးပဲ thank you ပါဗျ